လုပ်ငန်းတွေ10ခုမှာ9ခုကဘာကြောင့်ကျရှုံးရတာလဲ။ရာခိုင်နှုန်းတော့လုပ်ငန်းတွေကလုပ်ငန်းစပြီးပထမနှစ်အနည်းငယ်အတွင်းမှာပဲကျရှုံးသွားကြတယ်။မိတ်ဆွေရဲ့ startup လုပ်ငန်းကတော့အဲ့ဒီထဲမှာမပါစေရဘူးလို့ဆုံးဖြတ်ထားရမလား။အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ Mob Digital Solution ပါ။ဒီနေ့မှာတော့ startup လုပ်ငန်းတွေတော်တော်များများကြုံတွေ့ရတယ်။လုပ်ငန်းအတွက်အကြံဉာဏ်ကောင်းတွေရှိပေမဲ့ရေရှည်ရပ်တည်ဖို့အတွက် funding မရတာဝန်ထမ်းရှားတာနဲ့လုပ်ငန်းတရားဝင်လည်ပတ်ဖို့ဆောင်ရွက်ရတဲ့ process တွေကြားမှာလမ်းပြောင်းနေတတ်ကြတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ်နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်။ပထမဆုံးအနေနဲ့လုပ်ငန်းစတင်လည်ပတ်ဖို့လိုအပ်တဲ့အရင်းအနှီးကိုရှာဖွေစုဆောင်းရပါမယ်။အရင်းအနှီးကိုအများအားဖြင့်ကိုယ်ပိုင်စုဆောင်းငွေမိသားစုနဲ့မိတ်ဆွေတငယ်ချင်းတွေအရင်းအနှီးထောက်ပံ့ငွေကူညီပေးတဲ့အဖွဲ့အစည်းတွေဗန်ချင်းငွေနဲ့ SME အသေးစားချင်းငွေတွေကတစဉ်ရှာဖွေနိုင်ပါတယ်။ဒုတိယချက်အနေနဲ့ဝန်ထမ်းရှားတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ဆိုရင်သူတွေကိုပဲလုတ်ကင်တတ်တဲ့ဝန်ထမ်းတွေထက် generalist တွေကိုပဲဦးစားပေးပြီးခန့်တာမျိုးလူကိုယ်တိုင်လာဖို့မလိုတဲ့အလုပ်တွေအတွက်ဆိုရင်အဝေးကနေပဲအလုပ်လုပ်လို့ရတဲ့လုပ်ငန်းခွင်ပုံစံမျိုးတည်ဆောက်ထားတာမျိုးဝန်ထမ်းရှာဖို့အတွက်ဆိုရင်မိမိနဲ့နှီးစပ်တဲ့ network တွေအပြင် Facebook, TikTok နဲ့ LinkedIn platform တွေကိုအသုံးပြုပြီးရှာတာမျိုးလုပ်လို့ရပါတယ်။တတိယချက်အနေနဲ့ကိုယ့်လုပ်ငန်းရဲ့ business model, business strategy, business plan နဲ့ဘယ်လိုအခက်အခဲပဲကြုံလုပ်ငန်းမရက်သွားပဲပုံမှန်အတိုင်းလည်ပတ်နိုင်စေမယ့် business continuity plan တွေကိုတေချာရေးဆွဲထားဖို့လိုအပ်ပါတယ်။စရုပ်ဓာတ်ချက်အနေနဲ့လုပ်ငန်းချဲဖို့မလောပါနဲ့လုပ်ငန်းကိုအသေးစားပုံစံအရင်စတင်ကြည့်ပြီးရောင်းအားရှိတဲ့အလားအလာရှိရဆိုမှလုပ်ငန်းကိုစနစ်တကျတိုးချဲ့ဆောင်ရွက်ပါနောက်ဆုံးချက်အနေနဲ့ကတော့ digital နည်းပညာကိုကောင်းကောင်းအသုံးချပါဒါတွေအားလုံးကိုအသုံးချနိုင်မယ်ဆိုရင်မိတ်ဆွေလုပ်ငန်းကရည်ရှိရပ်တည်နိုင်မှာအသေးချပဲနော်off မှာလည်းဒီလိုအခက်အခဲတွေကိုအမြန်ဆုံးကြော်ဖြတ်နိုင်ဖို့လုပ်ငန်းတရားဝင်လည်ပတ်ဖို့ကူညီပေးမယ် business registration service ကနေ branding အတွက် website service နဲ့မိတ်ဆွေလုပ်ငန်းအတွက် AI power digital marketing system တည်ဆောက်ပေးမယ် service အထိနေရာထဲမှာ one stop ဆောင်ရွက်ပေးနေပါရှင် idea ကောင်းတဲ့ startup လုပ်ငန်းတွေအတွက်ကိုယ့်ရဲ့ business idea ကိုအမြန်ဆုံးလက်တွေ့အကောင့်ထဲပေါ်နိုင်ဖို့ကအရေးအကြီးဆုံးပဲမလားအဆိုရင် Mob Digital Solution ကိုအမြန်ဆုံးဆက်သွယ်ဖို့လိုအပ်နေပြီနော်အခုပဲ Mob ကို follow လုပ်ပြီး message ကနေ new business လို့ပေးပို့ပြီးဆက်သွယ်လိုက်ပါနော်